ကျမဟိုကလေကျမဘောနော်ကျမဖြစ်ရှင်တာဘာညာလဲကျမ focus ထားပါတယ်ဒါပေမဲ့လူတိုင်းကတော့အချင်းနဲ့ပဲပေးနိုင်မလဲဟုတ်တယ်မလားငယ်ဒီဖြစ်စေကြီးဖြစ်စေအချင်းနဲ့ကတော့ဘာဖြစ်ဖြစ်ဟိုလိုချင်းနေရတော့ပတ်သက်ကြရတာပဲတည်မလားကိုယ့်ကိုဘလို့စူးစမ်းရလို့ဖြစ်ဖြစ်ဒါချင်းနေရတော့ပတ်သက်တာပဲဖောက်ပြန်နေသူပဲရှိရဲ့တာကကင်နေဘယ်တာကကင်နေတော့မာတယ်ဟုတ်တယ်အဲ့ဖောက်ပြန်တာကိုမချစ်လို့နော်တကယ်မချစ်လို့အဲ့ချစ်ကိုကြာတင်မလားငါ့ကိုချစ်ပါတယ် तू ကမတော်တဆလောက်ပါတင်မလားလူတိုင်းကအမားနဲ့မကင်တတ်ပါအမားနဲ့မကင်တတ်ဘူးဆိုတာလေအဲ့ဒီကိစ္စမပါဘူးအဲ့ဒီကိစ္စကလေတမင်လောက်တာတမင်လောက်တာနော်ကိုယ်စိတ်နဲ့ကိုနိုင်ကြည့်လိုက်ရှင်တို့ဘယ်သူနဲ့မှမနိုင်နဲ့ကိုယ်စိတ်နဲ့ကိုမနိုင်ကြည့်လိုက်ရှင်တို့ကိုချစ်တဲ့သူဆိုရင်စိတ်ညစ်အောင်မလုပ်ဘူးနော်စိတ်ညစ်အောင်မလုပ်ခံစားအောင်မလုပ်ဘူးဒီတယောက်တည်းနဲ့ချစ်ရင်ဒီတယောက်တည်းနဲ့ရတယ်ကိုယ်စိတ်နဲ့ကိုနိုင်သူများနဲ့မနိုင်နဲ့ကိုယ်စိတ်နဲ့ကိုနိုင်ကျမအဲ့တုန်းကလေဟိုအမှန်တမ်းပြောရင်တော့တစ်ချက်တော့စဉ်းစားမိရေပေါ့တည်ရမလားဘာလို့ဆိုသူနဲ့ကိုနေရလေတွဲရောနော်တခြားလဲတွဲတယ်ကိုယ်လည်းတီတွဲတော့ကြတော့တစ်ချက်တော့စဉ်းစားကြည့်လိုက်သေးမစဉ်းစားရတော့မို့ကျမလည်းဟိုချစ်တဲ့သူဆိုတော့ကျမလည်းသူ့ကိုချစ်တော့ကြတော့တစ်ချက်တော့စဉ်းစားကြည့်လိုက်သေးဘောနော်ငါခွန်းလွတ်လိုက်ရင်ကောင်းမလားဆိုပြီးဘောနော်တစ်ချက်တော့သူတောင်းကောင်းလားဆိုပြီးစဉ်းစားမိဒါပေမဲ့ကျမစဉ်းစားရုံမရှိရတကယ်မလုပ်ခဲ့ဘူးစဉ်းစားလိုက်တယ်ဒါပေမဲ့စဉ်းစားပြီးကျမဘလို့ပြန်တွေးလဲဆိုကိုယ်စိတ်နဲ့ကိုပြန်နိုင်လိုက်တာကွာငါသာသူ့နေရာမှာဆိုရင်ငါလောက်လားဟုတ်တယ်နော်နှစ်ယောက်တွဲတယ်ကွာနှစ်ယောက်တွဲဆိုသူနဲ့ကျမနဲ့ရေးစားဟုတ်တယ်နော်သူကဖောက်ပြန်တယ်အမှကျမခွင့်လွတ်လိုက်ရမလားလို့စဉ်းစားမိမိကျမကိုယ်စိတ်နဲ့ကိုနိုင်လိုက်တယ်ငါလည်းသူနဲ့တွဲနေရငါဘက်ကလည်းအတီတွဲနေရငါလောက်လားငါမလုပ်ဘူးလေဘာလို့ဆိုငါသူ့ကိုချစ်တယ်ငါအဲ့လိုလုပ်လိုက်မယ်ဆိုရင် तू ကငါ့ကိုခွင့်လွတ်သည်ဖြစ်စေမခွင့်လွတ်သည်ဖြစ်စေကွာ तू ကောင်းတဲ့လုပ်ရလည်းမဟုတ်ဘူးပြီးတော့ငါအဲ့လိုလုပ်လိုက်မယ်ဆိုရင်ဟို तू နာကျင်ရမယ်ဟုတ်တယ်နော် तू နာကျင်ရမယ် तू ခံစားရမယ် तू စိတ်ညစ်ရမယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တော့ကြတော့ဒါကိုချစ်လို့ပြီးတော့ငါသူ့ကိုချစ်တယ်ငါသူ့ကိုချစ်တဲ့ချိန်ကျတော့ငါသူများကိုမကတ်နိုင်ဘူး follow ပဲကြည့်စမ်းတိလားတကယ်မကတ်နိုင်အဲ့ကျမအမှန်တိုင်းပြောပါသေးလားအမှန်တိုင်းပြောပါလေကျမလည်းအဲ့လိုမျိုးမရှုပ်ဘူးလားမသိကျမလည်းတကယ်ရှုပ်ဘူးကျမဝင်ခဲ့တယ်ကျမလည်းတကယ်လို့ရှုပ်ဘူးတခါကျရင်3-4ယောက်လောက်နဲ့ filter လို့တည်မလားဟိုဒီတယောက်နဲ့တွဲနေနေအမှန်တိုင်းပြောကျမအဲ့လည်းကျမဝစ်လေရလို့ခံယူလိုက်တယ်အဲ့တော့လည်းကိုပေါ့နော်ဘသူမှမမောဘူးဒါပေမဲ့ကျမကိုဝစ်လေလို့ပဲခံဘာလို့ဆိုကျမလည်းအရင်တော့အဲ့လိုတွဲတော့ဆိုတည်မလားအတီမဟုတ်တော့ဆိုလေအဲ့လိုပက်ရှုပ်တယ်တည်မလားပက်ရှုပ်တယ်ဆိုလို့2ယောက်3ယောက်ပြိုင်တွဲတာတော့မဟုတ်ဘူးလို့3ယောက်လောက် filter တယ်ဒီတယောက်နဲ့တွဲပြီးတော့မပြတ်သေးခင်တည်မလားနောက်တယောက်နဲ့ easy ကျမတကယ်အဲ့လိုလုပ်တယ်ကျမလုပ်ခဲ့တယ်တကယ်လုပ်ခဲ့ကျမဝင်ခံတယ်လုပ်ခဲ့တော့ကြာအဲ့လိုစဉ်းစားရတယ်အဲ့တော့ကျမဘာလို့လုပ်လဲဆိုတော့ကျမငယ်သေးလို့လည်းမဟုတ်ဘူးဘာမှဖြစ်လို့မဟုတ်ကျမအဲ့တော့တွဲတဲ့သူကျမမချစ်လို့လုပ်တာတကယ်ပြောမချစ်တော့ကြာကျမဒီတယောက်လေးနဲ့သူနဲ့တွဲတာတွဲနေသူ့မချစ်ဘူးမချစ်တော့ကြာသူနဲ့လုံလောက်ဘူးလေအကျမကိုယ်စိတ်ကိုနမ်းလိုက်တယ်ငါအဲ့တော့ကလည်းပေါ့နော်ငါသူနဲ့သူ့မချစ်ဘူးပေါ့နော်မချစ်တော့ကြာတော့တွဲတာတွဲနေရတယ်မငါသူတောင်နဲ့မလုံလောက်တော့ကြာတော့ကျန်တဲ့သူတွေကိုစိတ်ရောက်ချင်တယ်စိတ်လဲရောက်တယ်စကားရိုက်ပြောတယ်ကွာအဲ့လိုမျိုးဆိုကျမကိုယ်စိတ်နဲ့ကိုနှိုင်းလိုက်တာငါတော့လည်းအဲ့လိုပဲငါမချစ်လို့လုပ်တာအဲ့တော့ကြာ तू ကအခုဒီလိုမျိုးလုပ်တာဆိုတာလည်းမချစ်လို့ပဲကျန်နေရမတွေ့နဲ့သူကငါ့ကိုချစ်ပါတယ်မှားသွားတာပါမှားပြီးတော့လုံမိတာပါလို့မတွေးနဲ့မချစ်လို့ကျမအဲ့လိုကိုယ်စိတ်ကိုနှိုင်းလိုက်တာငါလိုအဲ့လူတယောက်ကိုကျမလည်းလူမချစ်ဘူးဆိုရင်ပတ်ရှုပ်တာဒါပေမဲ့ကျမသူနေကြတော့